အမှန်ပြောတဲ့စကားဟာမူသားပြောတဲ့စကားလောက်မချိုဘူးနံပါတ်1အမှန်စကားကနားခါပေမဲ့ဘဝအတွက်အကျိုးရှိတတ်တယ်နံပါတ်2မူသားစကားကခဏတာချိုပေမဲ့နောက်ဆုံးမှနာကျင်စေတတ်တယ်နံပါတ်3အမှန်ပြောတဲ့သူကိုလူတိုင်းမကြိုက်ပေမဲ့ယုံကြည်လို့ရတယ်နံပါတ်4မူသားကလူကိုပြောစေခြင်းပေမဲ့အမှန်ကလူကိုနိုးထစေတတ်ပါတယ်နံပါတ်5အမှန်စကားဟာတခါတလေစိတ်ကိုထိခိုက်တတ်ပေမဲ့အသိပေးတတ်တယ်နံပါတ်6မူသားစကားကနဝင်ချိုပေမဲ့အမှန်တရားကိုဖုံးကွယ်ထားတတ်တယ်နံပါတ်9အမှန်ကိုလက်ခံနိုင်တဲ့သူကဘဝမှာပိုပြီးရင့်ကျက်လာတတ်တယ်နံပါတ်10မူသားနဲ့တိဆောက်ထားတဲ့ဆက်ဆံရေးကကြာစေမခံဘူးနံပါတ်9အမှန်ပြောဖို့တတ်တိလိုပေမဲ့မူသားပြောဖို့ကတော့အလွယ်တကူလောက်တတ်ကြတယ်နံပါတ်10နားခါတဲ့အမှန်စကားတစ်ခွန်းကချိုးသားတဲ့မူသားစကားထက်ပိုပြီးတော့တန်ဖိုးရှိပါတယ်